ကွန်ပျူတာကိုကြာရှည်အောင်ဘလို့သုံးစွဲသင့်လဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးတော့ပါမယ်။နံပါတ်1ရုပ်ပိုင်းဆိုင်ရာထိမ့်သိမ့်ခြင်းဖုံမုတ်တွေကိုကင်းစရာအောင်3လတစ်ကြိမ်6လတစ်ကြိမ်တန်ရှင်းလုပ်ပေးပါ။လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။အပူချိန်တင့်တဲ့အခန်းမှာ3ပါ20-25ဒီဂရီစင်တီဂရိတ်လောက်ဆိုရင်ပိုကောင်းပါတယ်။ဒါရိုက်နေအောင်ကြည့်မထီအောင်လဲထားပါ။ရေအရည်တွေနဲ့ဝေးထားပြီး3ပါ။လက်စမီမမှန်တဲ့နေရာမှာဆိုရင် UPS ကိုအသုံးပြုပေးပါနံပါတ်2 software ဆိုင်ရာထိမ့်သိမ့်ခြင်းပုံမှန် update လုပ်ပါ Windows update driver update ဘလို့ update software တွေကိုဖြုတ်ထားပါ antivirus ကိုသုံးပြီးပုံမှန် scan လုပ်ပါ heading နေရာလုံးအနည်းဆုံး15%ကနေ20%ချန်ထားပေးပါတလားတစ်ကြိမ် disk clean app လုပ်ပေးပါနံပါတ်3အသုံးပြုခြင်းဆိုင်ရာထိမ့်သိမ့်ခြင်းကွန်ပျူတာကိုသေချာပိတ်ပါပိတ်တဲ့အခါကျရင် power clock ကိုဖိပြီးပိတ်တာမျိုးကိုရှောင်ပါပြီးလို့ရှိရင် battery ရှိတဲ့ laptop ဆိုရင်20-80%ရာခိုင်နှုန်းကြားမှာအားသွင်းပြီးတော့အသုံးပြုပါမလိုအပ်ဘဲနဲ့24နာရီလုံးဖွင့်ထားမျိုးကိုလည်းရှောင်ကျင်ပါတပတ်တစ်ကြိမ် restart လုပ်ပေးပါမလုံခြုံတဲ့ website တွေမသိတဲ့ link တွေကိုရှောင်ပါဒီအချက်တွေအားလုံးကိုလိုက်နာမယ်ဆိုရင်တော့ကွန်ပျူတာကိုပုံမကြာရှည်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ် bye bye ကျေးဇူးတင်ပါတယ်